ဒီတစ်ခေါက်တော့ဟီမန်ကမ္ဘောဒီးယားနိုင်ငံဖနွမ်းပင်မြို့မှာခရူစီးပြီးခဲ့ပါတယ်။ကဲအားလုံးပဲဟီမန်နဲ့အတူဖနွမ်းပင်မြို့ရဲ့ညအလှကိုလိုက်ပါခန်းစားကြည့်ရှုကြပါဦးနော်။ဖနွမ်းပင်မြို့ကဒီလောက်တိုးတက်နေလိမ့်မယ်လို့မထင်ခဲ့မိဘူး။အားလုံးပဲဟီမန်ရဲ့ဗီဒီယိုလေးတွေကြည့်ရှုပြီးခဏတာစိတ်ပန်းပြေလိမ့်မယ်လို့မျှော်လင့်မိပါတယ်။ကြည့်ရှုပေးကြတဲ့သူအားလုံးကိုကျေးဇူးထူးတင်ပါတယ်။